အလုံငွေတွေအရာများလို့ဘဝင်မြင့်နေတယ်ဆိုပြီးဝေဖန်ခံနေရတဲ့နေကြီးထွေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီထော်ကီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုနေ့မှာအောင်မြင်သွားတဲ့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲအောင်မြင်သူအများစုကမရှိတဲ့ချိုးတဲ့သူတွေများပါတယ်ရှင်တော်တွေကကြာပွင့်လေးတွေဖြစ်ကြတဲ့ကလေးလေးဖြစ်တဲ့အတွက်သူတို့ရဲ့ပညာရေးမှာထူးချွန်ကြပုံကိုအများကြီးကြိုးစားသလိုဆက်လက်မသိယူနိုင်မှာကိုလည်းစိုးရိမ်ခဲ့ကြတာဖြစ်ပါတယ်မြန်မာနိုင်ငံပထမဆုံးရကြတဲ့ဘာသာတွဲပိုင်ရှင်3ယောက်မှာ2ယောက်ကအတော်လေးကိုချိုးတဲ့ကြသလိုဒီနေရာအိမ်အတီးချနဲ့လျှက်စစ်မီလည်းအလုံးအလောင်းမရရှိပဲခက်ခဲလာတဲ့စာမေးပွဲဖြစ်တဲ့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုဂုံတူးလေးဘာသာနဲ့ရုန်းကန်ရင်အောင်မြင်ခဲ့ရတဲ့ဂုံတူးရှင်လေးမန်နေဂျီထွေးကအစာပိုင်းမှာတော့လူချစ်လူခင်များခဲ့တဲ့လောက်အခုခါမှာတော့ဝီဗန်တန်နေနဲ့ကြုံနေခဲ့ရတာဖြစ်ပါတယ်ဖခင်ဖြစ်သူကကြုံရကြပန်းအလုပ်ကိုလုပ်ကန်နေပေမဲ့မလောင်ကားတဲ့အိမ်အသုံးစရိတ်တွေကြောင့်မှ2026ခုနှစ်ထိရောက်တာတောင်သူများရဲ့ခြံထဲမှာတဲအိမ်လေးနဲ့နေခဲ့ရတဲ့သူဖြစ်ပါတယ်ဒီလိုမျိုးဘဝကိုခက်ခဲလွန်းတဲ့အခြေအနေနဲ့ဖြတ်တန်းခဲ့ရတဲ့အခြေအနေတွေကြောင့်မခံချင်စိတ်ထားပြီးတော့စ조사ခဲ့တဲ့အတွက်ဂုံတူးလေးဘာသာနဲ့နှစ်ချင်းပေါအောင်မြင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်သူမရဲ့ပညာရေးမှာတထောင်နဲ့တင်ယူနိုင်ဖို့အများအကျိုးနဲ့ရန်ပုံငွေတွေဖွဲ့ကထောက်ပံ့ပေးဖို့စ조사နေရဖြစ်ပါတယ်အခုချိန်မှာဆိုရင်တော့သမီးလေးကနေစရာအိမ်လေးလေးအတီတကျရှိပြီဖြစ်ပြီးပညာရေးအတွက်လည်းထောက်ပံ့မဲ့သူတွေများစွာရှိနေရဖြစ်ပါတယ်ဒီလိုမျိုးပညာရေးအတွက်ထောက်ပံ့ကြေးပေးမဲ့လူတွေထဲမှာဆယ်လီနဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတူဖြစ်တဲ့မမကြီးတွေးကေကလည်းပါဝင်ဖို့ရှိလာခဲ့ရဖြစ်ပါတယ်မမကြီးတွေးကေကအခုလိုမျိုးချို့တဲ့ပြီးတော့ဆက်လက်ပညာသင်နိုင်ဖို့အခက်အခဲဖြစ်တဲ့သူတွေအပေါ်မှာထောက်ပံ့ကြေးတွေပေးပြီးကုသိုလ်လုပ်နေတဲ့သူဖြစ်ပါတယ်ဒါကြောင့်နေကြီးထွေးအပေါ်မှာလည်းထောက်ပံ့နိုင်ဖို့အတွက်ဆက်သွယ်ခဲ့တယ်လို့သိရပါတယ်အချိန်ချင်းဆက်သွယ်မှုတွေပြုလုပ်ခဲ့ပေမဲ့လည်းတစ်ချိန်တစ်ခါမှတေချာမချိတ်ဆက်မိကြသလိုသူမကိုလည်းအဖက်မလုပ်ခဲ့ဘူးလို့ဆိုလာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မန်နေဂျီထွေးကအလှူရှင်တွေများစွာသူမစီကိုရောက်နေပြီဖြစ်တဲ့အတွက်သူမရဲ့350ကိုမထီမဲ့မြင်ပြုပြီးတော့အရေးမဆိုင်ဘူးလို့ပြောခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်အလှူရှင်ရမယ့်အခွင့်အရေးကိုအခုလိုမျိုးလက်လွတ်လိုက်ရသလိုအလှူငွေတွေအရာများလို့ဘဝင်မြင့်နေတာဖြစ်တယ်လို့လည်းနေကြီးထွေးပေါ်မှာဆောင်းမြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်အခုချိန်မှာတော့မန်နေဂျီထွေးကအရက်ကိုရွာကိုနဲ့သူမရဲ့မိသားစုလေးအတွက်ခိုင်ခန့်တဲ့အိမ်လေးတစ်လုံးကိုပိုင်ဆိုင်နိုင်သွားပြီဖြစ်ပါတယ်။မိအတွက်လည်းပူစရာမလိုတော့သလိုဆိုလာအလှရှင်အထိလှူဒန်းပေးမဲ့သူရှိတဲ့အတွက်တာယာစားပြလာပြီဖြစ်တဲ့ဘဝလေးကိုပိုင်ဆိုင်နေပြီဖြစ်ပါတယ်။အိမ်သေးတဲ့ပွဲကိုကိုရင်လေးကိုယ်တိုင်ကတက်ရောက်တရားနာပေးပြီးတော့ကောင်းချီးပေးခဲ့တယ်လို့သူမရဲ့ပညာရေးစရိတ်အတွက်လည်းကပ္ပိယဦးမိုးကတရားဝင်တာဝန်ယူသွားမှာဖြစ်တယ်လို့ဆိုပါတယ်။အရွယ်ငယ်ပြီးတော့ရုန်းကန်ရတဲ့ဘဝကိုပိုင်ဆိုင်ခဲ့ပေမဲ့ပညာရေးမှာပါရမီပါတဲ့အပြင်စာရေးဆရာမဖြစ်ခြင်းနဲ့သူမရဲ့အိမ်မက်လေးကပြေဝဖို့အတွက်ထောက်ခံခဲ့တဲ့သူတွေများလာပြီဖြစ်ပါတယ်။ဒါကြောင့်သူမရဲ့အဖြစ်ကိုကြည့်ပြီးတော့လူအများကမေတ္တာနဲ့စေတနာရဲ့တန်ဖိုးကိုနားလည်ခဲ့ကြတာဖြစ်ပါတယ်။နေကြီးထွေးရဲ့ဖြစ်ကကြားနာကြည့်ရှုတဲ့သူတိုင်းကိုခရုဏာမျက်ရည်ဝဲစေပေမဲ့မုရိတာမပွားနိုင်တဲ့သူတွေကြောင့်ဘဝင်မြင့်နေတယ်လို့ဝေဖန်ခံနေရတဲ့အပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကို comment မှာဝေမျှခဲ့ပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်